စပရေးလေးဖြန်းပါမယ်စပရေးလေးအသားနဲ့စိတ်သွားအောင်လက်လေးနဲ့တိတ်ပါမယ်ပြီးတော့စီရမ်လေးလိမ့်ပါမယ်ဒီလိုမျက်နှာတစ်ပြင်လုံးကိုအဆက်လေးချမယ်ဒီလိုချပြီးတော့လက်လေးနဲ့တစ်ပြင်လုံးနှက်တဲ့ချီလေးလိုက်ပြီးတော့လိမ့်ပါမယ်ပြီးတော့မွိုင်ချာလေးတုံးပါမယ်မွိုင်ချာလေးမျက်နှာတစ်ပြင်လုံးအသားနဲ့စိတ်အောင်လေးလိမ့်ပါမယ်ဒီအောင်မှတ်ထားရမှာကဆိုတော့ဘာပဲလိမ့်တစ်ဆင့်ပြီးတစ်ဆင့်အသားထဲစိတ်ပြီးဆိုမှနောက်ထပ်တစ်ဆင့်တက်ပါမယ်ဆန်ခရင်လေးတုံးပါမယ်မျက်နှာတစ်ပြင်လုံးနှက်အောင်လေးလိမ့်ပါမယ်ပြီးရင် primer လေးတုံးပါမယ်ဆိုတာကမျက်နှာနည်းနည်းအစီပြန်တက်တဲ့လူမို့လို့ဆိုတော့ဒီလိုနည်းနည်း matte ဖတ်သွားတဲ့ primer လေးဆိုတာတုံးတာပါအဲဒါကိုမျက်နှာတစ်ပြင်လုံးလိုက်လိမ့်ပါမယ်foundation အနေနဲ့ touch and soap လေးသုံးပါမယ်ဆိုတာမျက်နှာတစ်ပြင်လုံးကိုပပလေးအုပ်ပါမယ်အခုဆိုတာသုံးတဲ့ foundation က long wear ပေါ့နော်မျက်နှာတဏီကုန်းခံအောင်လိမ့်တဲ့ foundation ပါဒါကိုမျက်နှာတစ်ပြင်လုံးအုပ်လိုက်ပါမယ်ပြီးတော့နာဒန်လေးဖော်ပါမယ်နာဒန်ဖော်တဲ့အခါမှာလဲဆိုတော့ဒီနှာခေါင်းအကျဲမျက်ခုံးအကျဲကနေဆိုမြင်းဖြောင်းလေးဖော်ဆင်းလာပါမယ်ပြီးတော့အဲ့ဒါကြီးခက်မဖြစ်အောင်လို့တေချာဖြီးပါမယ်ပြီးတော့ဒီမျက်နှာအောက်ကြီးဆိုတာတပတ်ချင်းနည်းနည်းရှိတော့မပေါ်အောင်လို့ဆိုတာ control လေးလိုက်ချပါမယ်ဖော်လေးနဲ့ဆိုတော့ညီလေးဖြောင်းလိုက်တိတ်ပါမယ်ပြီးတော့ပန်းငီအစီလေးသုံးပါမယ်ပန်းငီစီကိုဆိုတာကပြုံးပြီးတော့ဒီလိုလေးပေါ့နော်ဒီလိုလေးထည့်မယ်ပြီးတော့ဒါများသွားပြီဆိုလို့ရှိရင်ဆိုတာကဒီနေရာဒီလိုလေးနည်းနည်းတုပ်ပြီးတော့လိုက်ဖြီးပါမယ်အကယ်၍ကိုကပန်းနီအစီတွေမရှိဘူးဆိုလို့ရှိရင်လည်းသူ့အစားနှခမ်းနီလေးသုံးလို့ရပါတယ်ဟာဒါလေးကိုဆိုတာဖြီးမယ်ကဲခါလေးလက်လွန်လို့များသလိုခံစားသွားရတယ်ဆိုလို့ရှိရင်ဆိုတော့အသားနဲ့တစ်ထပ်ထဲကျတဲ့ foundation လေးနဲ့ပြန်တိတ်ပါမယ်ပြီးတော့ chart powder လေးနဲ့မျက်နှာတစ်ပြင်လုံးလိုက်အုပ်ပါမယ်။ပေါက်လေဆိုတော့ခုနဆိုတော့ထည့်ထားတာတွေအကုန်လုံးက cream type ဆိုတော့ရွေ့တက်တယ်အဲ့ဒါကြောင့်မရွေ့အောင်လို့လိမ့်လိုက်တာပါ။ eyeshadow လေးချဲ့ပါမယ်။ဆိုတော့ဒီရဲ့ပန်းဖက်သွားတဲ့ bling bling လေးယူပြီးတော့ဒီမျက်လုံးရဲ့ဖောင်းချင်တဲ့နေရာလေးတွေဆိုတာလိုက်ထည့်ပါမယ်။နေလိုက်တဲ့အခါမှာမျက်လုံးကပြောင်ပြောင်လင်းလင်းလေးဖြစ်သွားတယ်။နောက်တစ်ဖက်လည်းအတိုင်းပဲလိုက်ထည့်ပါမယ်မျက်လုံးအောက်ကိုဆိုတာ brush တေးသေးလေးနဲ့ခုနယူလိုက်တဲ့အရာအောင်ပဲအောက်မျက်ရစ်နေရာမှာလိုက်ထည့်ပါမယ်ပြီးတော့ဆိုတာတော့အပန်းရောင်လေးနဲ့အနောက်ကိုလိုက်ကွတ်ပါမယ်ဒီလိုအနောက်ကနေအရှေ့ကိုဖြီးမယ်နောက်တစ်ဖက်လည်းအတိုင်းပဲပြီးတော့တေးတဲ့ brush လေးနဲ့ဆိုတာဒီထိတ်လေးလိုက်ထည့်ပါမယ်ပြီးတော့ဆိုတာဒီရဲ့ brush တေးသေးလေးနဲ့တုံးလိုက်တဲ့အရာကိုပဲဒီမျက်လုံးအနောက်ကြည့်ပြီးအရှေ့ကိုတေးသေးလေးလာပါမယ်နောက်တစ်ဖက်လည်းအတိုင်းပဲအနောက်ကြည့်ပြီးတော့အရှေ့တေးမယ်ပြီးတော့ဆိုတာအောင်မျက်ရစ်လေးလိုက်ဖော်ပါမယ်ပြုံးလို့ဖြစ်လာတဲ့ဒီအရစ်နေရာပဲဆိုတာလိုက်ထည့်ပါမယ်ပြီးတော့ဆိုတာဒီမျက်လုံးအတွင်းပိုင်းအမဲလေးလိုက်ထည့်ပါမယ်ပြီးရင်မျက်ခုံးလေးဒီလိုအဖြော့အယောင်လေးနဲ့ဆိုတာချဲ့ပါမယ်ဆိုတာကအရင်တက်ရက်တဲ့ပုံစံလိုချင်တာမဟုတ်တော့ဒီလို brush ကအပြားအဲ့လိုတက်ရမဟုတ်ပဲနဲ့အကွာလေးတုံးတာပါပြီးတော့အောက်ကအယောင်နဲ့အပေါ်တစ်ထပ်ထဲကျအောင်လို့ဆိုတာ brow mascara လေးနဲ့လိုက်တက်ပါမယ်ပြီးတော့ဆိုတာမျက်ကမှန်လေးတက်ပါမယ်မျက်ကမှန်တက်တဲ့ချိန်မှာဆိုတော့ဒီလိုကောင်းနေငုံပြီးဒီလိုကပ်ပြီးဖြစ်ချင်းကောင်းမော့လိုက်ပါမယ်အစင်ရပြီးတော့ဆိုတာ eyeliner အမီလေးလိုက်ဆွဲပါမယ်ဒီလိုမြင်းဖြောင်းဆိုတာအရင်သွားမယ်ပြီးတော့မှဒီအပေါ်လေးဆိုတာလိုက်ဖြည့်ပါမယ်ပြီးတော့ဆိုတာခဲနံလေးနဲ့ဒီလိုအမြင်ကွက်နေတဲ့နေရာလေးတွေလိုက်ထည့်ပါမယ်ပြီးတော့မျက်တောင်လေးကော့ပါမယ်
ပြီးတော့ဆိုတာမျက်တောင်တုလေးထည့်ပါမယ်အလဲကိုအရင်ကတ်မယ်ပြီးရင်အရှိကတ်မယ်ပြီးရင်အနောက်လေးကတ်ပါမယ်ပြီးတော့ mascara လေးလိုက်ထည့်ပါမယ် mascara ဆိုတာအရင်ကနေလုံးဝတိတိကျကျလေးလိုက်ထည့်မယ်ပြီးတော့အိုဂျူကိုနှာခမ်းနီလေးသုံးပါမယ်ဒီနှာခမ်းနီလေးကသုံးလို့အရန်ကောင်းတယ်သူကအယောင်ထွက်အားလဲကောင်းတယ်ပေါ့နော်ဒီနှာခမ်းနီကိုဆိုအပြည့်လေးချဲ့မယ်ပြီးရင်ဒီနေရာလေးခါကျတော့ဆိုတာနှာခမ်းအရန်တိတိဆိုတာတိတ်မကြိုက်တော့နည်းနည်းဖြီပါမယ်ပြီးရင်တနခါလေးလိမ့်ပါမယ်အခုကတော့တနခါရဲ့ makeup ရဲ့လိမ့်တဲ့ look လေးပြီးသွားပါပြီအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ် Zora